大家好，徐老师吧。老师တို့လေးလေးလေးလာမယ့်စလုံးက主动ဆိုတာကကိုကအကြောင်းအရာတစ်ခုကိုမသိဘူးเนาะမသိတဲ့အခါမှာကိုကစတင်ပြီးမေးခွန်းမေးမှာကိုဘက်ကစတင်လှုပ်ရှားမယ်အဲ့တော့主动ဆိုတာကကိုဘက်ကစတင်လှုပ်ရှားတယ်ပေါ့ဥပမာအဖြစ်ကိုကကောင်မလေးတယောက်ကိုကြိုက်တယ်ကိုကစတင်ပြီးလှုပ်ရှားမယ်ကိုကြိုက်နေတာ तू မသိဘူးလေ如果你喜欢他就要主动一点如果你喜欢他给予你တို့ကြိုက်တယ်ဆိုလို့ရှိရင်就要主动一点你要စတင်ပြီးလှုပ်ရှားတယ်လေ在学习上要主动提问在学习上သင်ယူလေ့လာတဲ့အခါမှာဆိုရင်ကိုကမသိဘူးပေါ့နော်မသိတဲ့အခါကိုမသိတာကိုကိုကထုတ်ပြီးမှလေဆရာကလည်းအလကားနေမသိမနေဘူးဆိုတော့主动提问ကိုကစတင်ပြီးမေးရမယ်အဲ့တော့မှ才能进步更快ဒါမှတိုးတက်တာပိုပြီးတော့မြန်တယ်他主动道歉表示出很高的情商他主动道歉သူကစတင်ပြီးတော့တောင်းပန်တယ်အဲ့တော့ပြဿနာတစ်ခုဖြစ်တဲ့သူမားနေဖြစ်စေမှနေဖြစ်စေ他主动道歉သူကစတင်ပြီးတော့တောင်းပန်လိုက်တယ်表示出ပေါ်ပြတယ်ဒါဘာပေါ်ပြတယ်ဒါဟာဘာကိုပေါ်ပြရလဲဆိုရင်很高的အရင်မြင့်တဲ့情商ဆိုတာကemotional intelligence ပေါ့နော် EQ ကိုပြောတယ်ဆိုတော့သူကစတင်ပြီးတော့တောင်းပန်လိုက်တယ်ဒါဒီ EQ ရမ်းမြင့်နေဆိုတဲ့ဟာကိုပေါ်ပြတာဖြစ်တယ်ဆိုတော့ဒီလိုမျိုးကိုယ့်ဘက်ကစတင်ပြီးတော့主动လုပ်ဖို့ရတယ်လွယ်ကူတဲ့အရာလားဆိုလို့ရှိရင်တော့မလွယ်ကူဘူးပေါ့နော်主动不是一件容易的事主动ဆိုတာက不是一件မဟုတ်ပါဘူးတဲ့容易的事ကိစ္စလွယ်တဲ့ကိစ္စတစ်ခုတော့မဟုတ်ပါဘူး但ဒါပေမဲ့他能改变你的生活သူကနည်းရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်ကိုမသိဘူးဆိုလို့ရှိရင်ကိုယ့်ဘက်ကစတင်ပြီးတော့မေးရမယ်နော်ကိုခွင့်ရေးတွေပါတယ်ဆိုလို့ရှိရင်လည်းဘာတွေရှိလဲကိုယ့်ဘက်ကစတင်ပြီးတော့လှုပ်ရှားရမယ်ဒါမျိုးကို主动ပြောတာဖြစ်တယ်学会了吗再见